မှာတော့ကျွန်တော်တို့ဒီလေးအပိုင်းလေး3ကနေပြန်လဲကျိုးလို့လိုက်ပါတယ်အဲ့ရကတော့ကျွန်တော်တို့ပါလေခွင့်တင်တာကဝေးတီးရောက်တယ်လို့ဒီလုံး900ပါကျွန်တော်ကကျွန်တော်ကွာနေပါလို့ပြန်ကျွန်တော်စာလေးရတော့ရတယ်ကျွန်တော်ကြိုက်ဆုံးကတော့နာဝတိုစာကဲဘူဝတိုကာဝါကီဒါပါပဲပြုတ်ကြည့်ပြီးလိုက်ကြပါလေနောက်တော့ဇလန်းနဲ့မှာကျန်းလုံးနဲ့ဦးချက်ကလန်လုံးတက်ခဲ့တဲ့ကောင်ဒါချအကောင်ကျော်စိတ်ခေါ်ထားမှလည်းညမှာလည်းည9နိုင်မှာကျုံသွားမယ်လို့ပြောချင်ပါတယ်